Hello. So today I'm gonna share you about a secret skincare that I use currently. So look at it. If you have a huge pole like this, but you stay struggle and you don't know what kind of skincare you should use. I used to worry about that, but don't worry, today I save you. Ta-da! ဒါကတော့အခုရှင်းသုံးဖြစ်နေတဲ့ Healthy Hair ကထုတ်တဲ့ serum လေးပါ။သူ့မှာရွေးချယ်စရာ၃မျိုးတော့ရှိပါတယ်။ Carrot လေးကတော့အသားဖြူရှင်တဲ့လူတွေအတွက် Spot Kale လေးကတော့ဝက်ချက်အမာရွေးနဲ့အမဲဆက်ကင်းရှင်လူတွေအတွက်ဒါလေးကရှင်းလို့လူမျိုးချွေးပေါက်ကျင်းပြီးအစီကင်းရှင်လူတွေအတွက်ရှင်းဒါလေးသုံးဖြစ်နေတာနှစ်ပတ်ပြည့်တော့မယ် almost 2 week သူရဲ့အားသာချက်ကဘာလဲဆိုတော့လုံးဝကိုစီကမှုမရှိဘဲနဲ့အသားရဲ့စိတ်ဝင်တာဒီ serum လေးကချွေးပေါက်တွေကိုအရှင်းပြောက်သွားတာမျိုးဟုတ်ပါဘူးရှင်ချွေးပေါက်ကိုအရင်အထက်ပို့ပြီးတော့သေးသွားစေရပြီးတော့လုံးဝကိုအစီပြတ်မှုမရှိဘဲနဲ့ glowy look လေးရစေပါရဲ့ရှင်ရှင်းရဲ့ over 1 week result လေးကတော့အရင်အထက်ချွေးပေါက်လေးကျင်းသွားတော့ရှင်တွေ့ရပါတယ်